ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာစီဒီပါပါဆိုတာဒီမှာနေပြီးတော့ဒီမီလို့ပြန်လဲကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ရောက်ရှိနေတာတော့အရှိတကုံဒါအမေရိကန်မိုက်ပေါ်မှာရှိတဲ့စီဒီမှာဆောက်ပိုင်းမှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ပါပါဆိုတာဒီမှာနေပြီးတော့တက်ဆင်အသုံးပြုထားတဲ့3 kW hybrid inverter ကိုလာပြီးတော့စစ်ဆေးပေးတာပဲဖြစ်ပါတယ်ကျွန်တော်ပါပါဆိုတာဒီမှာရဲ့ဒါပုံမှန်မိုးကဒီရောက်တိုင်း Ultra Service ပြုလုပ်ပေးနေတဲ့အစီအစဉ်တွေကနေပြီးတော့မှဒီနေ့အလှည့်ကြတာတော့ဒီစီဒီမှာဆောက်ပိုင်းမှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သုံးတာတော့ solar 950 watt နဲ့ချက်3 kW hybrid inverter ကျူလာဘက်ထရီ200 ampere နှလုံးသုံးတာပဲဖြစ်ပါတယ်ဒီမှာလက်ရှိသုံးထားတဲ့ customer ရဲ့ဒီနေ့ခံစားချက်လေးကိုဘာလို့ဒီမီတော့မိတ်ဆက်ပေးပါပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းအတူလိုက်လံပြီးတော့လည်းကြည့်ရှုပေးပါဦးခင်ဗျာအားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့3 kW hybrid inverter ဖြစ်ပါတယ်အောက်မှာဆိုလို့ရှိရင်တော့ကျူလာ200အိုးနှလုံး24ဖို့သုံးတာပဲဖြစ်ပါတယ် solar 950 watt နဲ့ချက်ကတော့ဒါကျွန်တော်တို့ခေါင်းမုံမှာတင်ပြီးတော့အသုံးပြုတာပဲဖြစ်ပါတယ်ဒါကတော့ battery breaker ဖြစ်ပါတယ်ဒီဘက်မှာတော့ဒါ 3 box ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့ဒီရှင်မှာဆောက်ဆိုင်မှာရှယ်ကိုလည်းတစ်ချက်ကျွန်တော်တို့ဒါဆွေးနွေးပြပါမယ်ခင်ဗျာဟုတ်အခုရဲ့နာမည်နဲ့ဒီလိပ်စာလေးမိတ်ဆက်ပေးပါအောင်ခင်ဗျာနေစဉ်လက်ပါရွှေမြန်မာစားတောက်ဆိုင်မှတ်နှစ်လမ်းမှာရွာသားကြီးရှိတဲ့ကိုဟုတ်ကဲ့ခင်ဗျာဟုတ်လက်ရှိဒီမှာအခုသုံးထားတဲ့ solar တွေ battery တွေ inverter တွေကကျတော့ဘယ်လောက် kW တွေလဲခင်ဗျာ inverter 3 kW ဟုတ်ကဲ့ဟို solar 950နဲ့ချက်ဟုတ်ကဲ့ခင်ဗျာဟုတ်လက်ရှိဒီမှာဒီ inverter တွေနဲ့သုံးထားတာကျတော့အခုဆိုင်မှာပါတီစီတွေကိုတွဲပြီးသုံးတာလေလို့တဲ့ရေခဲတစ်တာနှလုံးဟုတ်ကဲ့ပြီးတော့ကွာ CZ တလုံးဟုတ်ကဲ့ခင်ဗျာဟုတ်လက်ရှိဒီမှာသုံးထားတာဘယ်လောက်ကြာပြီလဲခင်ဗျာ3လလောက်ရှိ3လလောက်ရှိပြီเนาะလက်ရှိဒီ3လအတွင်းမှာအခု solar နဲ့သုံးထားတာအဆင်ပြေမှုရှိရလားအဆင်ပြေတယ်အဆင်ပြေဟုတ်ဒီ solar နဲ့မသုံးခင်အောင်အခုဘာနဲ့သုံးလဲ EPC နဲ့သုံးလား EPC နဲ့သုံးတယ်လိုအပ်ရင်မီးစက်ရောတွဲသုံးတာဟုတ်ကဲ့ဟုတ်အဲ့တော့အခုသုံးထားတာဒီ solar ရဲ့ EPC ရဲ့မီးစက်သုံးတာဆိုတော့လက်ရှိဒီမီးစက်နဲ့ solar နဲ့ခွာခြားချက်တွေအခုသုံးထားတဲ့အတွေ့အကြုံလေးတစ်ချက် share လုပ်ပေးပါဘာပေါ့မီးစက်ကတော့သူကလိုမှမောင်းတာနေ့လယ်ဒီပိုင်းဆိုများတော့အဖြစ်မသုံးဘူးလေ solar တက်လိုက်ခြင်းအပြင်ကျတော့နေ့လယ်နေပူတယ်ပါညာဆိုရင်သုံးလို့ရနိုင်ပေါ့ဟုတ်ကဲ့ဒီရေခဲတစ်တာတွေ CZ တွေအများအားမောင်းထားလို့ရတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်အဲ့တော့ဒီမှာဟို C4 တွေပါတော့တစ်ဖက်တစ်လမ်းကတော့တော်တော်လေးတော့ရောက်ကြပါမယ်ဆိုတော့ထင်တယ်ရေခဲတစ်တာတွေဟိုပိုင်းသုံးတာဆိုတော့ဟုတ်လက်ရှိဒီအခုသုံးထားတဲ့ပေါ်တခြားဒီဘယ်လိုကွာခြားချက်တွေရပြီးတော့ဒီနောက်တစ်ခုကကြတော့အခုလိုသုံးထားတဲ့ဆိုင်ပိုင်ရှင်တွေပေါ့ဒီဗီဇက်တွေနဲ့သုံးတာနဲ့ဆိုလာသုံးတာရဲ့ customer တွေပေါ့အခုထပ်ပြီးတော့ upload တွေကြံနေထပ်ပြီးတော့ပေးတင်တာရှိတယ်အခုလည်းတွေ့ဒီမှာသုံးတာရဲ့လို့ဆိုတော့ဟိုပေါ့အခုကတော့ဒီကမီးရမမှန်တဲ့ကာလာဖြစ်နေဆိုတော့ဆိုလာတက်ရင်တော့အကောင်းဆုံးပါပဲတက်ကြမယ်ဆိုတော့နေ့လယ်ပိုင်းတွေပါလက်စိတ်ကြိုက်သုံးလို့ရတယ်ကိုနိုင်တဲ့အားနဲ့ဝယ်ထားပြီးတော့အဲ့ကိုသုံးမဲ့ပစ္စည်းပုံမှာတိုင်းတာဝယ်ပြီးတော့အဲ့ဆိုလာတက်ရင်တော့ပုံကြသိလည်းတော်တော်တက်တာဟုတ်ကဲ့ခင်ဗျာဟုတ်ကျွန်တော်တို့ဒီနေ့လာပြီးတော့ Ultra Service လာပြီးတော့ဒီမှာလုပ်ပေးတာကျတော့အခုလက်ရှိသုံးထားတဲ့ solar battery မှာလည်းလာပြီးတော့တိုင်းတာပြီးစစ်ဆေးပေးတာပေါ့ဒီပေါ်မှာရောအခုစစ်တင်တဲ့မှုရှိရလားပြီးတော့ company ပေါ်ပါထပ်ပြီးတော့အကြံဉာဏ်တွေပေးနေတာရှိသေးတယ်ခင်ဗျာcompany ပေါ်ကတော့ဟိုလေစလောက်ခါသားတော့ငါဒါဟိုညီမလေးတက်လည်းပြောပါတယ်စလောက်ခါသားသူတွက်ချက်ပြီးတက်လိုက်တဲ့ဟာကအဆင်မပြေဘူးဟုတ်ကဲ့အဲ့ဒါတော်တော်လေးကိုသူတို့ဘက်ကလည်းစိတ်ရှည်လက်ရှည်နဲ့လုပ်ပေးတယ်ဟုတ်ကဲ့ခင်ဗျာ3ချိန်လောက်ပြန်လုပ်ပါအဆင်ပြေသွားတယ်နောက်ပိုင်းတော့အဲ့လိုမျိုးလေးတွေမဖြစ်အောင်တေချာလေးတော့လုပ်စေချင်တယ် company ဘက်ကလည်းဒီဘက်ကကြလည်းအရန်ကြာတော့ဟုတ်ကဲ့အဆင်မပြေဘူးဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးပါကိုကြီးခုလိုပြပြပြအတွက်ဟုတ်ကဲ့ဒီနေ့ကျွန်တော်လာရောက်ပြီးတော့စစ်ဆေးပေးခဲ့တာကတော့ဒီရှင်မှာဆောက်လိုက်မှာရှိတဲ့3 kW hybrid inverter ကိုလာရောက်ပြီးတော့စစ်ဆေးပေးခဲ့တာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်း customer သုံးထားတဲ့ solar အတွေ့အကြုံပြီးတော့ဒီလက်စစ်မီးပြီးတော့ဒီ BZM တွေသုံးထားတဲ့အတွေ့အကြုံကိုဘာလို့ချင်းမင်းတို့အနေနဲ့နားထောင်ရတဲ့အတွက်စိုက်ပြတ်မယ်လို့လည်းညှော်လင့်ပြီးပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့ Power Solar မြန်မာရဲ့ Ultra Service အစီအစဉ်ကိုတိုက်နေတဲ့ဆိုလို့ရှိရင်စိတ်ပါဝင်စားတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ hotline ဖုန်းနံပါတ်တွေဖြစ်တဲ့43လုံး286ကြောင်း900 900 493ကိုလည်းဆက်သွယ်ပြီးတော့စုံစမ်းနိုင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ